အားလုံးမင်္ဂလာပါ Saturday Insight ကနေပြီးကြိုဆိုပါရစေဒီကနေ့2026ခုနှစ်ဇွန်လ25ရက်နေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါမယ်အမေရိကန်တက်လွှတ်တော်ဟာအောက်လွှတ်တော်နဲ့အတူပူးပေါင်းပြီးတော့အီရန်နိုင်ငံပေါ်စီးရေးလှုပ်ရှားမှုတွေကိုရပ်တန့်မဲ့မဲပေးဆုံးဖြတ်ခဲ့ကြပြီးတော့သမ္မတဒေါ်နယ်ထရန့်ရဲ့မူဝါဒကိုပြင်းထန်စွာကန့်ကွက်လိုက်ကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ယမန်နေ့အင်ကာနေ့ညကအမေရိကန်အထက်လွှတ်တော်ဟာသမ္မတဒေါ်နယ်ထရန့်ရဲ့အီရန်ပေါ်အမေရိကန်စစ်စင်ရေးလှုပ်ရှားမှုတွေကိုချက်ချင်းရပ်တန့်စေဖို့ညွှန်ကြားခဲ့တဲ့ဥပဒေအဆိုကိုမဲပေးအတည်ပြုခဲ့တယ်လို့သိရပါတယ်။ဒါဟာလက်ရှိသမ္မတပေါ်မကြာသေးမီကာလအတွင်းကကွန်ဂရက်လွှတ်တော်ဘက်ကနေထုတ်ပေးခဲ့တဲ့နောက်ဆုံးပြင်းထန်တဲ့ကန့်ကွက်မှုတစ်ခုလည်းဖြစ်ပါတယ်။အထက်လွှတ်တော်ရဲ့မဲရလဒ်ကတော့ထောက်ခံမဲ90ကန့်ကွက်မဲ48မဲဖြစ်ပြီးတော့ဒီလိုဆုံးဖြတ်ချက်ကိုဒီလစောပိုင်းကလေးကအောက်လွှတ်တော်ကလည်းအတည်ပြုခဲ့ပြီးသားဖြစ်ပါတယ်။ဒီရလဒ်ကဖေဖော်ဝါရီလ20ရက်နေ့ကအမေရိကန်နဲ့အစ္စရေးတို့ကအီရန်ကိုစတင်ထိုက်ခဲ့တဲ့စစ်ပွဲဟာလူကြားမှာလူကြိုက်မများတော့ဘူးဆိုတဲ့အချက်နဲ့သမ္မတထရန့်ရဲ့ကိုပိုင် Republican အတွင်းမှာပင်စိုးရိမ်မှုတွေတိုးပွားလာနေတာကိုထင်ဟပ်ပြသနေတာဖြစ်ပါတယ်။1983ခုနှစ်မှာစစ်အားအသုံးပြုမှုဥပဒေကိုအတည်ပြုပြီးတဲ့နောက်တည်းကလွှတ်တော်နှစ်ရပ်စလုံးကနေသမ္မတတဦးကိုစစ်ပွဲတင်းကနေအမေရိကန်တပ်များကိုနှုတ်ထွက်စေဖို့ညွှန်ကြားခဲ့တဲ့ဆုံးဖြတ်ချက်ကိုအတည်ပြုနိုင်ခဲ့တာဒါပထမဆုံးကြိမ်ဖြစ်ပါတယ်။ဒီမဲရလက်ဟာလက်တွေ့အကျိုးသက်ရောက်မှုထက်သင်္ကေတအနေနဲ့သာအဓိပ္ပာယ်ရှိမှဖြစ်ပေမဲ့မကြာသေးခင်ကRepublican အမတ်များရဲ့အပြည့်အဝထောက်ခံမှုကိုရရှိထားခဲ့တဲ့သမ္မတထရန့်ကတော့ကြီးမားတဲ့အတားအဆီးတစ်ခုဖြစ်လာပြီဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတဲ့အချိန်မှာပဲအစိုးရဘက်ကတော့စစ်ပွဲပေါ်ဒေါ်လာဘီလီယံပေါင်းများစွာထောက်ပံ့ငွေခွင့်ပြုဖို့လွှတ်တော်ကိုတောင်းဆိုဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။ Republican Party ဟာလွှတ်တော်နှစ်ရပ်စလုံးမှာအနေငယ်သာအာဏာကိုကင်ထားနိုင်နေပေမဲ့နိုဝင်ဘာလမှာကျင်းပမယ့်အလဲလက်ကြားပြရွေးကောက်ပွဲမတိုင်ခင်မှာတော့ပါတီတွင်းကအမတ်နေငယ်ဟာကိစ္စချုပ်နဲ့ပတ်သက်ပြီးသမ္မတနဲ့သဘောထားကွဲလွဲမှုတွေရှိလာကြတယ်လို့သိရပါတယ်။မကြာသေးမီကပင် Republican အမတ်ချို့ဟာသမ္မတဒေါ်နယ်ထရန့်ရဲ့1.8ဘီလီယံတန်နိုင်ငံရေးအသုံးချမှုတားဆီးရေးရန်ပုံငွေကိုကန့်ကွက်ခဲ့ကြပါတယ်။အဲ့ဒီရန်ပုံငွေက Federal အာဏာပိုင်တွေရဲ့ပြစ်မှတ်ထားခြင်းခံရတယ်လို့သမ္မတကဆိုတဲ့သူ့ရဲ့နိုင်ငံရေးမဟာမိတ်များကိုရောကြေးပေးဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။အလားတူပဲဒေါ်လာ80ဘီလီယံတန်လူဝင်မှုကြီးကြပ်ရေးနဲ့ကန့်တားဆီးမှုဆိုင်ရာဥပဒေကိုလည်းဆွေးနွေးမှုတွေရပ်တန့်ခဲ့ကြတာဖြစ်ပါတယ်။မနေ့ကထုတ်ပြန်ခဲ့တဲ့ Reuters စစ်တမ်းရလဒ်ကတော့အမေရိကန်နိုင်ငံသား4ဦးလျင်တဦးသာအီရန်နဲ့စစ်ပွဲကိုကုန်ကျစရိတ်အနေနဲ့နှိုင်းယှဉ်ကြုံနဲ့တယ်လို့ယုံကြည်နေကြပြီးတော့အများစုကတီဟီရန်နဲ့အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ဟာရေရှည်တည်နိုင်မှာမဟုတ်ဘူးလို့ဆိုရနေကြတာဖြစ်ပါတယ်။အထက်လွှတ်တော်ရဲ့မဲပေးမှုဟာအများအပြားပါတီအလိုက်ခွဲခြားခဲ့ပေမဲ့ Republican အမတ်4ဦးဟာ Democrat ပါတီအားလုံးနီးပါးနဲ့အတူထောက်ခံခဲ့ကြပါတယ်။ Republican အမတ်2ဦးကတော့မဲပေးခဲ့ခြင်းမရှိပါဘူး။မင်းညနောက်ပိုင်းကတော့သမ္မတထရန့်ကဒီမဲရလက်ကိုဝေဖန်ရှုံချခဲ့ပြီးတော့အချိန်မတန်မဲ့ပြုလုပ်ခဲ့တဲ့အတိတ်ပဲမရှိတဲ့လုပ်ရဲလို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါအပြင်ထောက်ခံမဲပေးခဲ့တဲ့သူတွေကိုအီရန်နိုင်ငံအတွက်အားပေးမှုဖြစ်နေတယ်လို့ဖြစ်ပြီးတော့မိမိရဲ့လုပ်ငန်းတာဝန်တွေကိုပုံမခက်ခဲစေတယ်လို့လည်းဆွဆွဲပြောကြားခဲ့တာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဆိုင်ရာမရေရာမှုတွေကတော့လက်ရှိချိန်မှာသမ္မတထရန့်ရဲ့အစိုးရဖွဲ့ဟာအီရန်နိုင်ငံရဲ့ငြိမ်းချမ်းရေးသဘောတူချက်တစ်ခုကိုညှိနှိုင်းနေတော့မှာပဲလွှတ်တော်ဘက်ကဒီဆုံးဖြတ်ချက်ကိုထောက်ခံလိုက်တာကြောင့်ညှိနှိုင်းမှုတွေမအောင်မြင်ပါကထပ်မံစီးရလို့ရှောင်းမှုပြုလုပ်မယ်လို့သမ္မတကပြောဆိုခဲ့တဲ့အတိုင်းပြန်လုပ်နိုင်မှုအခွင့်အလမ်းလျော်နေသွားခဲ့ပြီဖြစ်ပါတယ်။1983ခုနှစ်ဆီအာနာအသုံးပြုမှုဥပဒေအရလွှတ်တော်နေရာစလုံးကအတည်ပြုခဲ့တဲ့ဒီလိုဆုံးဖြတ်ချက်မျိုးကိုသမ္မတရဲ့လက်မှတ်ထိုးဖို့အတွက်အင်ဖြူတော်စီပေးဖို့ရမလိုအပ်ပါဘူး။လွှတ်တော်ဘက်ကဒီဥပဒေကိုစီးလှုပ်ရှားမှုကိုအဆုံးသတ်စေဖို့အသုံးပြုနိုင်တဲ့ရန်ရာတစ်ခုဖြစ်ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။သို့တော်လည်းဥပဒေကျွမ်းကျင်သူများကတော့ဒီကိစ္စဟာနောက်ဆုံးအဆုံးဖြတ်မပေးနိုင်သေးဘူးလို့ဆိုပါတယ်။လွှတ်တော်နေရာစလုံးကဒီလိုဆုံးဖြတ်ချက်မျိုးကိုအတည်ပြုနိုင်ခဲ့တာယခုချိန်ထိမရှိသေးသလို1983ခုနှစ်ကတရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကတော့ဒီလိုဆုံးဖြတ်ချက်မျိုးဟာတရားဝင်အကျိုးတောင်းမှုရှိစေဖို့ဆိုရင်သမ္မတရဲ့လက်မှတ်ထိုးခြင်းသို့မဟုတ်ငြင်းပယ်ခြင်းကိုခံရမယ့်ပြဋ္ဌာန်းဥပဒေရှိတယ်လို့သိရပါတယ်။အင်ဖြူတော်ဘက်ကတော့ဆီယနာအသုံးပြုမှုဥပဒေဟာဖွဲ့စည်းပုံအခြေခံနဲ့မကိုက်ညီတဲ့အတွက်တရားဝင်လိုက်နာမှုမရှိဘူးလို့အခိုင်အမာဆိုနေကြတာဖြစ်ပါတယ်။မနေ့ကအင်ဖြူတော်ရရှိတူကလည်းအထက်လွှတ်တော်ရဲ့မဲရလက်ဟာဘလို့အဓိပ္ပာယ်မှမရှိဘူးလို့ပြောကြားခဲ့ပြီးအကြောင်းအရာကတော့ဒီအဆုံးဖြတ်ချက်ကိုသမ္မတစီမပေးပို့ရသေးတယ်လို့တရားဥပဒေအရအကျိုးသက်ရောက်မှုလည်းမရှိသလိုမဲခွဲမှုမှာလည်း Republican အမတ်တို့ရှိမနေတာကြောင့်အပြူနိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်အဲ့ဒီရရှိကထပ်မံပြောကြားရမှာတော့ဒီဆုံးဖြတ်ချက်ဟာသမ္မတကိုစစ်ပွဲတွင်းကနေတက်များနှုတ်ထွက်စေဖို့ညွှန်ကြားနေပေမဲ့AP လ9ရက်ကလေးကအပြစ်ခတ်ရဲစဲသဘောတူချက်ကြောင့်စီးလှုပ်ရှားမှုတွေကိုအဆုံးသတ်ပြီးသားဖြစ်တယ်လို့အင်ဖြူတော်ဘက်ကယူဆထားတာဖြစ်ပါတယ်။ကျွမ်းကျင်သူများကတော့ဆီအာနာအသုံးပြုမှုဥပဒေရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုမရှိဘူးဆိုတဲ့ကိစ္စကိုနောက်ဆုံးမှာတော့တရားရုံးကဆုံးဖြတ်ပေးရလိမ့်မယ်လို့ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။အုပ်ချုပ်ရေးဖွဲ့ဘက်ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေအရဒီဆုံးဖြတ်ချက်ကိုလစ်လျူရှုဝယ်ရှိပါတယ်။ဒါအပြင်ဒီဆုံးဖြတ်ချက်နဲ့အကောင့်ထဲပေါ်ပေးဖို့တရားရုံးမှာအမှုတင်နိုင်တဲ့အခွင့်အရေးရှိသူဘယ်သူဖြစ်မယ်ဆိုတာကတော့မရှင်းရသေးပါဘူးလို့ Brookings သုတေသနအဖွဲ့ကအကြီးတန်းသုတေသီတူ Scott Anderson ကပြောကြားခဲ့တာဖြစ်ပါတယ်။အောက်တော်မှာတော့ဒီဆုံးဖြတ်ချက်ကိုအဆိုတင်သွင်းခဲ့တဲ့သူနယူးယောက်မြို့နယ်အမတ် Gregory Remix ကတော့ဆုံးဖြတ်ချက်ဟာလိုက်နိုင်ရမယ့်တရားဝင်အာဏာရှိတယ်လို့ယုံကြည်ပြီးတော့အစိုးရကလိုက်နိုင်စေဖို့အတွက်တရားဥပဒေဆိုင်ရာနည်းလမ်းအလုံးကိုအသုံးပြုသွားမယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ Democratic အမတ်များကတော့အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတကာကိုစစ်ပွဲတွေကိုဝင်ရောက်စေဖို့အခွင့်အာဏာဟာသမ္မတမဟုတ်ပဲလွှတ်တော်မှာရှိတယ်လို့ထောက်ပြခဲ့ကြပြီးတော့ဒီတာဝန်ကိုလွှတ်တော်ကပဲအပြည့်အဝတာဝန်ထမ်းဆောင်ရပါမယ်လို့ဗာဂျီးနီးယားပြည်နယ် Democratic အထက်လွှတ်တော်အမတ် Tim Kaine ကထောက်ခံအားပေးရန်တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။အောက်လွှတ်တော်မှာလည်းဒီဆုံးဖြတ်ချက်ကို Republican အမတ်အနည်းငယ်ရဲ့ထောက်ခံမှုနဲ့အတူအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီမှာတော့မဲရလက်215မဲထောက်ခံခဲ့ပြီးတော့208မဲကန့်ကွက်မဲဖြစ်ပြီးတော့ Republican အမတ်4ဦးနဲ့ Democratic အမတ်အားလုံးကထောက်ခံမဲပေးခဲ့ကြတာဖြစ်ပါတယ်။အထက်လွှတ်တော်မှာထောက်ခံမဲပေးခဲ့တဲ့ Republican အမတ်4ဦးကတော့
Main ပြည်နယ်မှာ Sulan Collin Kentucky ပြည်နယ်က Rampal Louisiana ပြည်နယ်က Baker City နဲ့ Alaska ပြည်နယ်က Lisa Murkowski တို့ဖြစ်ကြပါတယ်။ Democratic အမတ်တွေထဲမှာတော့ Pennsylvania ပြည်နယ်က John Fetterman သာကန့်ကွက်မဲပေးခဲ့တာဖြစ်ပါတယ်။ Republican အမတ် Mitch McConnell က David McCormick တို့ကတော့မဲပေးပွဲကိုတက်ရောက်ခဲ့ခြင်းမရှိပါဘူး။ Democratic အမတ်များကတော့ဆီယနာအသုံးပြုမှုဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်ပြီးတော့နောက်ထပ်မဲခွဲဆုံးဖြတ်ချက်များကိုပြုလုပ်သွားဖို့ကတိပြုထားကြပါတယ်။ရည်ရွယ်ချက်ကတော့စစ်ပွဲနဲ့ပတ်သက်ပြီးတော့ Republican အမတ်များနဲ့တရားဝင်သဘောတူထားမှုကိုလူသိရှင်ကြားဖော်ထုတ်စေဖို့ပဲဖြစ်ပါတယ်။ဒါ့အပြင်2015ခုနှစ်ဥပဒေတစ်ခုအရအီရန်နိုင်ငံနဲ့ငြိမ်းချမ်းသဘောတူညီချက်တစ်ခုဟာနျူကလ িয়ার အစီအစဉ်တွေကိုထိခိုက်စေမယ်ဆိုရင်လွှတ်တော်အနေနဲ့အဲ့ဒီသဘောတူညီချက်ကိုပြန်လည်စစ်ဆေးခဲ့ပြီးတော့မဲခွဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့သိရပါတယ်။အဲ့ဒီဥပဒေကိုအဲ့ဒီအချိန်ကသမ္မတဖြစ်ခဲ့တဲ့ဘာရက်အိုဘားမားနဲ့အီရန်နဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံများကြားနျူကလ িয়ার သဘောတူညီချက်ကိုညှိနှိုင်းနေချိန်မှာပဲအတည်ပြုခဲ့တာဖြစ်ပါတယ်။တက်လွှတ်တော် Republican အမတ်ခေါင်းဆောင်ဂျွန်သွန်းကတော့မနေ့ကပြောကြားရမှာတော့နောက်ဆုံးအဆင့်ရောက်မဲ့အီရန်နိုင်ငံနဲ့ငြိမ်းချမ်းသဘောတူညီချက်ကိုလွှတ်တော်ကပြန်လည်စစ်ဆေးပြီးမဲပေးဆုံးဖြတ်ဝယ်ရှိတယ်လို့ခန့်မှန်းထားကြောင်းသိရပါတယ်။ဒါကတော့အမေရိကန်နဲ့အီရန်တို့ရဲ့နောက်ဆုံးရသတင်းတွေဖြစ်ပါတယ်။နောက်ထပ်နိုင်ငံတကာသတင်းတွေမှာပြန်လည်တွေ့ဆုံကြပါမယ်။အားလုံးရှင်းလင်းချမ်းမြေ့ကြပါလိမ့်ခင်ဗျာ။ That's in place right now, then why do they need the supplemental funding and more money? Jeff, I think that's a question we're going to hear on the Hill in the coming days. Liz Landers, a busy day for you at the White House on Capitol Hill. Our thanks to you and our politics producer, Kyle Madura. We appreciate it.